episode 4မှာတော့တေမင်းကိုလှည့်စားနိုင်မယ်လို့ယုံကြည်ခဲ့တဲ့ Eric ဟာကိုလက်နဲ့ကိုအကြီးမားဆုံးအမှားကိုကျူးလွန်မိခဲ့ပါတယ်။သူ့ရဲ့လှည့်ကွက်တွေကတေမင်းကိုမတားဆီးနိုင်ခဲ့ပဲနောက်ဆုံးမှာတော့သူကိုယ်တိုင်ပဲရက်ဆက်လုံးနဲ့အဆုံးသက်ကိုပြန်လည်ခံစားခဲ့ရပါတယ်။တစ်ဖက်မှာတော့ Bobby ရဲ့ညီပဲတမတဲမှုကတစ်စက္ကန့်ချင်းစီပိုပြီးဆိုးရွားလာခဲ့ပါတယ်။အသက်ရှူဖို့တောင်ခက်ခဲလာပြီးတေမင်းရဲ့လက်ကနေလွတ်မြောက်ဖို့သူ့အတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုတည်းကဆက်ထဲမှာပိတ်မိနေတဲ့ Eric ရဲ့လက်ထဲကအသက်ကယ်ဆေးပဲဖြစ်နေခဲ့ပါတယ်။အသက်ကိုစွန့်ပြီးစူးစမ်းခဲ့တဲ့ Bobby ဟာနောက်ဆုံးမှာတော့ဆေးကိုရယူနိုင်ခဲ့ပြီးကိုထိုးသွင်းလိုက်နိုင်တာကြောင့်တေမဲ့ဆဲအခြေအနေကနေကတိလေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ NRI ဆက်ရဲ့တန်းလိုက်စွမ်းအားဟာအန်ဒီရဲ့အဆင့်အထိမြင့်တက်နေပြီးအခန်းပြင်ဘက်ကတတုပစ္စည်းတွေကိုတော့မမြင်ရတဲ့လက်တစ်ဖက်လိုအပြင်းပြင်းနဲ့ဆွဲယူနေခဲ့ပါတယ်။ဒီထူးခြားမှုကိုသတိထားမိတဲ့သူနာပြုတယောက်အခန်းထဲဝင်လာချိန်မှာတော့တကားပွင့်သွားတဲ့အခိုက်အတန့်မှာပဲအပြင်ဘက်ကမုံရောင်ဆက်အတွင်းရှိတတုစပရိန်ဟာမှန်ကိုဖောက်ခွဲပြီးကြီးစံတတောင်းလိုအရှိန်ပြင်းပြင်းနဲ့ပြန်ထွက်လာခဲ့ပါတယ်။ Bobby ဘာမှတော့မတုံ့ပြန်နိုင်ခင်မှာပဲအဲ့ဒီစပရိန်ဟာကြီးစံတတောင်းလိုပြန်တန်းလာကသူ့ရဲ့ဦးခေါင်းကိုဓာတ်ရိုက်ဖောက်ထွင်းဝင်ရောက်သွားပြီးသူ့အသက်ကိုချက်ချင်းပဲအဆုံးသတ်လိုက်ပါတယ်။ဒီလိုနဲ့တေမင်းဟာကိုလှည့်စားနိုင်မယ်လို့ထင်ခဲ့တဲ့ညီကိုနှစ်ယောက်လုံးကိုတယောက်ပြီးတယောက်မညာမတာအဆုံးသတ်ပေးလိုက်ပါတော့တယ်။ဒါဆိုတင်သာသူတို့နေရာမှာဆိုရင်တေမင်းရဲ့အစီအစဉ်ကိုတကယ်ပဲလှည့်စားပြီးလွတ်မြောက်နိုင်မယ်လို့ထင်ပါသလား။နောက်ဆုံးမှာတော့အသက်ရှင်ကျန်ခဲ့သူတွေကစတက်ဖနီဘော်ဘီနဲ့စတက်ဖနီရဲ့အမေတို့၃ယောက်တည်းပဲကျန်ပါတော့တယ်။သူတို့၃ယောက်လုံးရဲ့တခုတည်းသောမျှော်လင့်ချက်ကအဖွားအားရဲ့နှစ်ပေါင်းများစွာပုံပေါင်းနေခဲ့တဲ့အဲ့ဒီအိမ်ပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်နိုင်ရင်တေမင်းရဲ့လက်ကနေလွတ်မြောက်နိုင်မယ်လို့သူတို့ယုံကြည်ခဲ့ကြတယ်။ဒါကြောင့်တစ်စက္ကန့်တောင်မနှောင့်နှေးတော့ပဲအဲ့ဒီအိမ်စီကိုအသက်လူတလို့အပြေးလွှားထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့တေမင်းဟာသူ့ရဲ့အစီအစဉ်ကိုအဲ့ဒီအချိန်ကလေးကတိတ်တဆိတ်လှုပ်ဆောင်ပြီးနေခဲ့ပါပြီ။စတက်ဖနီရဲ့ဖွားစာအုပ်ထဲကတင်ထားတဲ့အကျွေးစေးလေးတစ်စိမြေပေါ်ကိုလိမ့်ဆင်းလာခဲ့ပြီးအမျိုးသမီးတစ်ယောက်ကအမှတ်မထင်ကောက်ယူသိမ်းလိုက်ပါတယ်။အပြင်ပန်းမှာတော့တာမန်ဖြစ်ရဲ့လေးတစ်ခုလိုပဲထင်ရပေမဲ့အဲ့ဒီအကျွေးစေးလေးကပဲနောက်ပိုင်းမှာကြောက်မက်ပွဲကွင်းဆက်တစ်ခုရဲ့ပထမဆုံးတော့ချက်ဖြစ်လာတော့မှာပါမမြင်ရတဲ့တေမင်းရဲ့အနေဟာသူတို့နောက်ကိုအမြဲတိတ်တဆိတ်လိုက်လာနေခဲ့တယ်ဆိုတာသူတို့မသိခဲ့ပါဘူး။အဖွားအိမ်ကိုရောက်လာတဲ့အချိန်မှာတော့တေမင်းဟာကြိုတင်ဆောင်ဆိုင်နေတယ်လို့သူတို့အိမ်ထဲမဝင်နိုင်အောင်အရာအလုံးကိုစီစဉ်ထားပြီးသားဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေရာတစ်ခုလုံးကလေထဲမှာတော့မကောင်းဆိုးဝါးရဲ့အနံ့တက်လိုမျိုးအေးဆက်ပြီးတိတ်ဆိတ်လုံးနေခဲ့တယ်။စတက်ဖနီကခြံတကားကိုကားနဲ့အရှိန်ပြင်းပြင်းတိုက်ဖွင့်ပြီးအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ခြံထဲရောက်တာနဲ့ပဲပစ္စည်းတစ်ခုကကားထိုင်ကုန်ပေါ်ကိုပြုတ်ကျလာပြီးစီပုတ်ခလုတ်ကိုဖျက်ဆီးသွားခဲ့တာကြောင့်စတက်ဖနီဟာကားထဲကနေထွက်မရပဲပိတ်မိနေခဲ့ပါတယ်။သူမရဲ့အသက်ရှူတန်တွေကပိုပြီးမြန်လာပြီးကားအတွင်းထဲမှာကြောက်ရွံ့မှုကတဖြည်းဖြည်းပြင်းထန်လာခဲ့တယ်။တစ်ဖက်မှာတော့စတက်ဖနီရဲ့အမေနဲ့ဘော်ဘီတို့အိမ်ထဲကိုဝင်ဖို့ကြိုးစားနေတဲ့အချိန်လျှက်စစ်မီးတိုင်ကထွက်လာတဲ့မီးပွားလေးတစ်စကဒဲယိုစိတ်နေတဲ့အိမ်ထဲကိုတဲ့လွင့်ဝင်သွားခဲ့ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲကြောက်မက်ဖွယ်ပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ပောက်ကွဲအားကြောင့်စတက်ဖနီရှိနေတဲ့ကားဟာရေအိုင်ထဲကိုလွင့်စင်ကျသွားခဲ့ပြီးစီးပုတ်ဖြုတ်မရတဲ့စတက်ဖနီဟာကားထဲကိုတဖြည်းဖြည်းဝင်လာတဲ့ရေအောက်မှာအသက်ရှူကျက်ပြီးနစ်မြုပ်နေခဲ့ပါတယ်။သူမရဲ့မျက်လုံးထဲမှာတော့အလင်းရောင်ကတဖြည်းဖြည်းမှိန်ဖြော့သွားပြီးအကူအညီတောင်းတဲ့အတန်တောင်ရေထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။ဒီအချိန်မှာဘော်ဘီကတော့လေးလံနဲ့တန်များကြီးအောက်မှာပိတ်မိနေခဲ့ပြီးစတက်ဖနီရဲ့အမေဟာကိုယ်တိုင်တန်ရာအပြင်းထန်ရထားတဲ့ကြားကတားဖြစ်သူကိုအသက်ဆွန့်ပြီးဆွဲထုတ်ကယ်တင်နိုင်ခဲ့ပါတယ်။သူမရဲ့လက်တွေကသွေးတွေဆိုးနေပြီးခန္ဓာကိုယ်တစ်ခုလုံးလည်းနာကျင်မှုကြောင့်တုန်ရင်နေခဲ့ပေမဲ့တားကိုတော့မလွတ်ခဲ့ပါဘူး။မိခင်တယောက်ရဲ့အားအင်နဲ့အချစ်ကတေမင်းကိုတောင်တခဏတားဆီးနိုင်မလားဆိုတဲ့မျှော်လင့်ချက်လေးတစ်ခုထွက်ပေါ်လာခဲ့တယ်လို့ပါပဲ။တားရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့မိခင်တယောက်ဟာကိုယ့်အသက်ကိုတော့တေမင်းရဲ့လက်ကနေမကယ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့လဲကျလာတဲ့လျှက်စစ်မီးတိုင်ကြီးကသူမကိုတိုက်ရိုက်ပြီးမိသွားပြီးသူမရဲ့အသက်ဟာအဲ့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။သူမဟာနောက်ဆုံးခိုက်တက်မှာတောင်သားကိုအသက်ပေးပြီးကာကွယ်သွားခဲ့တဲ့မိခင်ကောင်းတစ်ယောက်ပါပဲ။ပရိသတ်ကြီးရဲ့နောက်တစ်ယောက်ကဘသူအလှည့်ဖြစ်မယ်ဆိုတာခံမှန်းမိကြလား။စတက်ဖနီကားထဲမှာပိတ်မိနေတာကိုမြင်လိုက်တဲ့ဘော်ဘီဟာမတွန့်မဆုတ်ပဲရေအိုင်ထဲကိုအပြေးခုန်ဆင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ကားထဲကိုရေတွေတဖြည်းဖြည်းပြည့်လာနေပြီးစတက်ဖနီဟာစီပုတ်ဖြုတ်မရတာကြောင့်လုံးဝထွက်ပြေးလို့မရတော့ပဲသူမရဲ့အသက်ရှူတန်တွေကလည်းတဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပါတယ်။ဘော်ဘီဟာကားထဲမှာစီဘက်ကိုဖြတ်ဖို့အသုံးဝင်မဲ့ပစ္စည်းတစ်ခုကိုအသေးအတန်ရှာဖွေနေခဲ့ပြီးနောက်ဆုံးမှာတော့ဓာတ်တစ်ချောင်းကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါပေမဲ့စီဘက်ကျိုးကိုဖြတ်ဖို့စူးစမ်းနေတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲစတက်ဖနီဟာရေအောက်ထဲကိုလုံးဝနှိမ့်မြုပ်သွားခဲ့ပြီးအသက်ရှူရက်သွားခဲ့ပါတယ်။အချိန်မဆိုင်တော့တဲ့ဘော်ဘီဟာစီပုတ်ကိုဖြတ်တောက်ပြီးစတက်ဖနီကိုကားထဲကနေအပြင်ဆွဲထုတ်နိုင်ခဲ့ပါတယ်။ကမ်းပေါ်ရောက်တာနဲ့သူဟာစတက်ဖနီရဲ့နှလုံးပြန်လဲနှိုးဆွမှုကိုအားကုန်တုံးပြီးဇက်တိုက်လုပ်ပေးနေခဲ့တဲ့စက္ကန့်အနည်းငယ်ကြာပြီးနောက်စတက်ဖနီဟာရုတ်တရက်ရေတွေကိုအန်ထုတ်လိုက်ပြီးအသက်ပြန်ရှူလာနိုင်ခဲ့ပါတယ်။မောင်နှမနှစ်ယောက်လုံးဟာတေမင်းရဲ့အစီအစဉ်ကိုနောက်ဆုံးတော့အနိုင်ယူလိုက်နိုင်ပြီလို့ယုံကြည်သွားခဲ့ကြပြီးတေမင်းရဲ့တက်ကွင်းထဲကနေလွတ်မြောက်သွားပြီလို့ထင်မှတ်ကအဲ့ဒီနေရာကနေထွက်ခွာလာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိသေးတာကတေမင်းဟာဘယ်တော့မှလွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့သူဆိုတာပါပဲ။နှစ်အနည်းငယ်ကြာပြီးနောက်ဘော်ဘီဟာကောလိပ်တက်ဖို့အရွယ်ရောက်လာခဲ့ပါတယ်။မောင်နှမနှစ်ယောက်စလုံးကတော့တေမင်းရဲ့ကျိန်စာဟာပြီးဆုံးသွားပြီးသူတို့ဟာနောက်ဆုံးတော့လွတ်မြောက်နိုင်ခဲ့ပြီလို့အခိုင်အမာယုံကြည်နေခဲ့ကြပါတယ်။ဒါပေမဲ့တေမင်းရဲ့အစီအစဉ်ကဘယ်တော့မှမရက်တန့်ခဲ့ပါဘူး။တစ်ဖက်မှာတော့အဖွားအိုင်ရစ်ရဲ့အကျွေးစေးကိုတစ်ချိန်ကကောက်ယူခဲ့တဲ့အမျိုးသမီးဟာဖြော်ရည်ဝယ်ဖို့ပြင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမလက်ထဲကအကျွေးစေးလေးမတော်တဆပြုတ်ကျသွားခဲ့ပြီးအကျွေးစေးလေးဟာမြေပြင်ပေါ်မှာတဖြည်းဖြည်းလိမ့်ဆင်းသွားကယထာတန်လန်းကြားထဲမှာတွားညက်နေခဲ့ပါတယ်။အဲ့ဒီအကျွေးစေးလေးတစ်စေးကပဲတေမင်းရဲ့နောက်ထပ်တက်ဖြတ်မှုအတွက်ကွင်းဆက်အစ်စ်ကိုပြန်လည်စတင်ပေးလိုက်တာပါတယ်။အဲ့ဒီအချိန်မှာစတက်ဖနီတို့မောင်နှမနှစ်ယောက်ဟာဆရာဝန်တစ်ယောက်နဲ့စကားပြောမိခဲ့ပြီးတုံလို့ဆရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။ဘော်ဘီကစတက်ဖနီကိုအသက်ပြန်ရှင်အောင်ကယ်တင်ခဲ့တာမဟုတ်ခဲ့ပါဘူး။သူမဟာရေအောက်မှာခဏတာတတိလစ်သွားခဲ့ရုံသာဖြစ်ပြီးတကယ်တမ်းတေဆုံးခဲ့တာမဟုတ်ခဲ့ပါဘူး။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာပဲသူတို့နှစ်ယောက်စလုံးတေမင်းရဲ့စည်ရင်းထဲကနေတခါမှမပြောက်ခဲ့ဘူးဆိုတာသဘောပေါက်သွားခဲ့ကြပါတယ်။ဒါပေမဲ့အရာအလုံးကိုသိလိုက်ရတဲ့အချိန်မှာတော့နောက်ကျနေခဲ့ပါပြီ။
အရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့ကုန်တင်ရထားကြီးတစ်စီးဟာအကျွေစိမ့်ညက်နေတဲ့တန်လန်းကိုဖျက်ကျော်လိုက်တာနဲ့ရုတ်တရက်ရထားကြီးကတန်လန်းပေါ်ကနေချော်ထွက်လာခဲ့ပါတယ်။ထိန်းချုပ်မှုလွတ်သွားတဲ့ရထားကြီးဟာစတက်ဖနီတို့မောင်နှမရှိရာစီကိုတဲ့တဲ့ကြီးဦးတီလာနေပြီးတားရဲကြီးတစ်ကောင်ကတားကောင်ကိုမရက်မနာလိုက်ဖမ်းနေတယ်လို့အရှိန်အဟုန်နဲ့ချင်းကပ်လာခဲ့ပါတယ်။ရုတ်တရက်အရှိန်ကြောင့်ကုန်တင်ရထားပေါ်မှာတင်ဆောင်ထားတဲ့တစ်လုံးကြီးတွေဟာရှေ့ကိုကျုံထွက်လာခဲ့ပြီးစတက်ဖနီနဲ့ဘော်ဘီတို့စီကိုအရှိန်ပြင်းပြင်းနဲ့ပြစ်လွတ်လိုက်တယ်လို့တိုက်ရိုက်ဝင်ရောက်လာခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲတေမင်းဟာသူ့ရဲ့နောက်ဆုံးစည်ရင်းကိုအပြီးတက်လိုက်ပြီးမောင်နှမနှစ်ယောက်လုံးရဲ့အသက်စီဝင်ကိုရရက်ဆက်ဆက်နှုတ်ယူသွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့တေမင်းကိုလှည့်စားဖို့စူးစမ်းခဲ့သူတိုင်းဟာသူ့ရဲ့အစီအစဉ်တွေကနေဘယ်သူမှမလွတ်မြောက်နိုင်ခဲ့ပါဘူး။တင်သာတေမင်းရဲ့စည်ရင်းထဲမှာပါနေခဲ့ရင်ကံကြမ္မာကိုပြောင်းလဲနိုင်မယ်လို့ထင်ပါသလား။ဒါမှမဟုတ်အဆုံးသက်ကအားလုံးအတွက်တပုံစံလေးပဲဖြစ်နေမှာလား။